ထိုင်းမြန်မာနယ်စပ်တလျှောက်လက်နက်မှောင်ခိုရောင်းဝယ်မှုတွေကိုတိုက်ဖျက်ဖို့နှစ်နိုင်ငံတပ်ချုပ်တွေကဩဂတ်စ်လ19ရက်မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။9ကြိမ်မြောက်ထိုင်းမြန်မာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတက်ရောက်ဖို့ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာထိုင်းဘုရင်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့တွေ့ဆုံခဲ့တာပါ။အဲဒီတွေ့ဆုံမှုတွင်နယ်စပ်ဖြတ်ကျော်မှုကင်းဆိုင်ရာကိစ္စရပ်တွေနဲ့လက်နက်ခဲယမ်းမှောင်ခိုရောင်းဝယ်မှုတွေကိုပူးပေါင်းထိန်းသိမ်းတိုက်ဖျက်နိုင်မယ့်အခြေအနေတွေကိုထည့်သွင်းဆွေးနွေးခဲ့ကြပါတယ်။ဒါအပြင်နှစ်နိုင်ငံနယ်စပ်ဒေသကုန်သွယ်မှုတွေပြန်လည်ကောင်းမွန်ရေးအတွက်နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးဟာမရှိမဖြစ်လိုအပ်တာကြောင့်နှစ်နိုင်ငံတပ်မတော်နှစ်ရက်ကြားပူးပေါင်းပြီးထိန်းသိမ်းဆောင်ရွက်သွားဖို့လိုအပ်တယ်လို့ဆိုပါတယ်။နှစ်နိုင်ငံတပ်ချုပ်တို့တွေ့ဆုံချိန်မှာနယ်စပ်ဒေသတရားမဝင်ကုန်သွယ်မှုတွေမရှိအောင်ထိန်းသိမ်းဆောင်ရွက်ဖို့နဲ့နှစ်နိုင်ငံနယ်စပ်ဒေသမှာရှိတဲ့အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေကိုလှုံ့ဆော်လျက်ရှိတဲ့ကြောက်ခတ်နဲ့ရွှေကုတ်ကိုတို့ရှိအဆောက်အအုံတွေမြန်မာဘက်မှဖြိုးချဖျက်ဆီးနေတဲ့ခြေအနေတွေကိုဆွေးနွေးခဲ့ကြတာပါမြန်မာနိုင်ငံဘက်ကအာဆီယံအဖွဲ့တွင်ပူးပေါင်းဆောင်ရွက်နိုင်မယ့်အခြေအနေတွေပြင်နှစ်နိုင်ငံစစ်တပ်နှစ်ခုကြားလေ့ကျင့်ရေးဆိုင်ရာတွေတင်နန်းတွေပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေကိုလည်းဆွေးနွေးခဲ့ကြပါတယ်။9ကြိမ်မြောက်ထိုင်းမြန်မာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတက်ရောက်ဖို့တပ်ချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးညှိနှိုင်းကွပ်ကဲရေးမှူးကြီးရည်လေးဗိုလ်ချုပ်ကြီးကိုဦးကာကွယ်ရေးဦးစီးချုပ်ရုံးမှအရာရှိကြီးများမြန်မာစစ်တပ်ကြီးရည်လေးဗိုလ်မှူးချုပ်ဝင်းသူလင်းတို့တက်ရောက်ခဲ့ကြပါတယ်။ထိုင်းမြန်မာနယ်စပ်တလျှောက်မှာရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS မွန်ပြည်သစ်ပါတီ MNSP ကရင်အမျိုးသားများအစည်းအရုံး KNU အပါအဝင်တခြားသောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတည်တည်လည်းအခြေပြုလှုပ်ရှားနေကြတာဖြစ်ပါတယ်။